တော်ကြီးတွေအားလုံးမင်္ဂလာပါ ပြင်မအောင်သမင်ကောက် ပေါက်ဖြောက်ပါပေါက်ဖြောက် ထင်ရော အရန်နာမည်ကြီးပြီးအရန်အောင်ပြီးအရန်ပေါက်ခဲ့တဲ့ကာတကားကိုလူရိုက်ခဲ့ဘူးလေ အော်ဘီရဲ့ကားရိုက်တာ ဘယ်ဟဲ့တယ်ကြိုက်ကြတာနဲ့ကြည့်မယ်ရှောင်းပြောနေရေးကြည့်မယ်တဲ့ တို့အိမ်လာဘူးတယ်လေတို့အိမ်လာလဲဘူးတယ်ဟုတ်တယ်မလားတခါတခါလာဘူးတယ် အေးလာလေလာလာ ဟာဘူးခလေးလာကြည့်တာ သူကသူလာလဲတော့ဘာဖြစ်လဲမင်းလေကျွန်တော် ညာ ဘယ်နဲ့ညာနဲ့တိတ်မေးရနော် ပုံပြီးမိုက်ရိုဘိုတ်ကိုင်တာတချင်းဆိုတာကိုမေးရမယ်လေအကိုရဲ့အကိုကဘာတွေတွေးနေရတော့ နော်ပပိုင်လည်းသမီးလေးရှိတာ ရှိတာဗောသမီးလေးရှိရလေ ဟုတ်ပါလူပြိုကြီးပါ ဗျာ ငါတို့ငယ်ငယ်ကလေးကလေအဲ့လေတို့ငယ်ငယ်ကလေဟုတ်တယ်လူပြိုကြီးပုတ်လာ မငငယ်လေး ညင်းစီးတာကိုခုနကတင်ခိုင်းတယ်ဝင်မကြောက်ခင်းမကြောက်နဲ့ဟေးဘောကတော့ပြတ်တော့မှာပဲ ဟာကတော့မပြီးတဲ့လို့ဟာကို ဂျိုနဲ့သေးတော့ကျန်မှာမဟုတ်တော့ဒီကောင်ညင်းစီးတင်ပေးလို့ကတော့ နာမည်ပဲနှလုံးလဲ နှလုံးလားသုံးလုံးလား နှလုံးနဲ့နှလုံးနဲ့နှလုံးနဲ့ အော်နှလုံးပြူပဲ ဘယ်လိုလုပ်ပြီးတော့ အဲ့နှလုံးပြဆိုတော့ကွာထုံးထုံးလို့ဆိုရင်နှလုံးပြကွာ ကျွန်တော်တို့မျိုးအခု ဟုတ်တယ်အပူ တလုံးစီရ အဲ့ဗတဲ့ မင်းကတလုံးစီလား ချက်နေတာတော့ကြာကျွန်တော်ပုံမှန်ပဲ